4 ရက် 12 လ 2025 တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်ကိစ္စတော်တော်များများမှာအလင်းသလိုလောက်ကင်ရတာမျိုးရှိမယ်ကိုမမျှော်လင့်ထားတဲ့သတင်းအဖြစ်အပျက်တစ်ခုရောက်လာတတ်တယ်ကိုတောင်းတတဲ့ဆန္ဒနဲ့ကိုဖြစ်ချင်တာလေးတွေလုပ်ချင်တာလေးတွေလုပ်ရတတ်တယ်ဖြစ်လာတတ်တယ်လူရဆန္ဒတွေပြေဝတတ်တယ်စိတ်မလုံခြုံမှုကိုခံစားနေရမယ်ကိုလှုပ်ချင်တာတွေကိုမလုပ်နိုင်ဘဲနဲ့တတိတွေပြောင်းနေတတ်တယ်ဒီနေ့အတွက်ဆောင်းရရှောင်ရမယ့်ຢာကတော့ကို့အနေနဲ့လောဘတကြီးလောက်ကင်တာမျိုးကိုရှောင်ပေးပါကို့အတွက်ပင်ပန်းခက်ခဲနေရင်စက်မလုပ်ခဲနဲ့အနားယူလိုက်ပါမေတ္တာဘာဝနာလေးများများအားထုတ်ပေးပါမေတ္တာလေးတွေပို့ပေးပါLucky number နဲ့ Universe Message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစိတ်မေချောမွေးကြပါစေဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်